နိုင်ငံကလူကြီးမင်းတို့ရဲ့ Power Ranger အိမ်မက်တွေအမှန်တကယ်ဖြစ်လာပြီဟုတ်ပါတယ်မမှားပါဘူး Kawasaki Heavy Industry ကမိတ်ဆက်တဲ့စီနင်လိုရရဲ့ခြေလေးချောင်းပါစက်ရုပ် Cardio ဟာလူကြီးမင်းတို့ရဲ့ Power Ranger အိမ်မက်တွေနဲ့ထပ်တူနီးပါးကျနေပါတယ် Kawasaki Heavy Industry က2025ခုနှစ် Osaka ကမ္ဘာ့ကုန်စည်ပြပွဲမှာ Cardio လို့ခေါ်တဲ့အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့စက်ရုပ်အသစ်တစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်အဲဒီစက်ရုပ်ဟာတိရစ္ဆာန်တွေလိုပဲခြေလေးချောင်းပါရှိပြီးဒူးစီးနေနိုင်မှုအတွက်လည်းဒီဇိုင်းထုတ်ထားတယ်လို့ဆိုပါတယ်အဲဒီစက်ရုပ်ဟာခြေလေးချောင်းကိုအသုံးပြုပြီးလှုပ်ရှားနိုင်တာကြောင့်မြေပြင်အနေအထားအမျိုးမျိုးမှာတည်ငြိမ်စွာရှောက်လန်းနိုင်မယ်လို့ယူဆရပါတယ်၎င်းဟာမငြိမ်ရတဲ့မျက်နှာပြင်တွေအတားအဆီးတွေနဲ့အခြားသောစိတ်ခေါ်မှုရှိတဲ့ပတ်ဝန်းကျင်တွေမှာတွာလာရင်လည်းအထူးတင့်မြုံအောင်ထုတ်လုပ်ထားတာဖြစ်ပါတယ်အဲဒီစက်ရုပ်ရဲ့အထူးခြားဆုံးအချက်မှာလူတအူဒါမှမဟုတ်တဦးတဲ့ပေါ်တော်ကိုတင်ဆောင်ပြီးတွာလာနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်အဲဒီအတွက်သယ်ယူပို့ဆောင်ရေးအပန်းဖြေမှုဒါမှမဟုတ်အခြားသောလုပ်ငန်းတုံးတွေအတွက်လည်းအလားအလာကောင်းများဖြစ်နိုင်ပါတယ် Kawasaki Heavy Industry ဟာစက်ရုပ်နည်းပညာနဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာကျွမ်းကျင်မှုမှာနာမည်ကျော်ကြားပါတယ်ဒါကြောင့် Cardio မှာအဆင့်မြင့်မော်တာတွေအာရုံခံကိရိယာစင်ဆာတွေနဲ့ထိန်းချုပ်မှုစနစ်တွေပါဝင်နိုင်ပါတယ် Cardio စက်ရုပ်ကိုအသုံးချနိုင်မဲ့နယ်ပယ်တွေကတော့လူပုဂ္ဂိုလ်တွေဒါမှမဟုတ်ပစ္စည်းတွေကိုတည်ယူပို့ဆောင်ရန်အတွက်လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါအပြင်စွန့်စားခံခီးသွွားလုပ်ငန်းတွေတာမန်ရှင်တွေတွာလာရန်ခက်ခဲတဲ့နေရာတွေမှာလည်းစီးနှင်းပြီးတော့တွာလာနိုင်မှာဖြစ်ပါတယ်။ဒါအပြင်လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒူအရောက်ပေါက်နေတဲ့နေရာတွေမှာကင်းလဲဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်။နောက်တစ်ချက်ကတော့လူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်မှုအတွက်လည်းဖြောပြရေးကိရိယာတစ်ခုဖြစ်အသုံးပြုနိုင်ပွဲရှိပါတယ်။ Cardio စက်ရုပ်ဟာစက်ရုပ်နည်းပညာနယ်ပယ်မှာတိုးတက်မှုတရက်ကိုဖြစ်ပေါ်စေပြီးဒူသားနဲ့စက်ရုပ်တို့အတွက်အပြန်အလှန်ဆက်သွယ်မှုကိုပုံမနီးကပ်စေမဲ့ခြေလမ်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ဒီလိုစိတ်ဝင်စားမှုကောင်းတဲ့စက်ရုပ်ကအသေးသေးအချက်လက်တွေလုံဆောင်နိုင်စွမ်းနေနဲ့ဈေးကွက်ကိုဖြန့်ချီမဲ့အချိန်တို့ကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဘာပဲပြောလူကြီးမင်းတို့ရဲ့နေဘဝ Power Ranger အိမ်မက်တွေကတော့ဖြည်းဖြည်းနဲ့အကောင့်တဲပေါ်လာတာကတော့အသေးကြပါပဲခင်ဗျာ။